Hello, hello, Minglava. I got electronic and Nipian to the library. The Yabani dream as Lucian Bono, either I got electronic sign or labio, Egon songs and Casama is the low. Lie awake, I be at Casama is the Bono. It's a who Diga Jojana Bono, or Ego Thomas Lucian, Misa Tabio, a Diga Agenala. Amulucian, never brand who. Oh, Bono, where we are, don't use Janana. ဒီလိုဒီမှာဆိုလို့ရှိရင် complaint အနည်းဆုံး customer feedback အကောင်းဆုံးနဲ့လူတော့အများဆုံးဖြစ်တဲ့ aircon လေးတစ်ခုကို အဲ့ဒီနေပြပေးမှာဖြစ်ပါတယ်အဲ့ဒီ aircon ကဆိုလို့ရှိရင်ပေါ့နော်လက်ရှိ အဲ့တို့ကိုယ်တိုင်လည်းသုံးလာတာပေါ့ summit aircon ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ပေါ့နော်အဲ့အလုံးဝင်ရင်းနေရဆိုလို့ရှိရင်10စုနှစ်တစ်ခုကျော်လောက်ထိရှိပြီအခုချိန်ဒီဘာ complaint မှမရှိဘူးပေါ့နော်အခုအဲ့ဒါပြပေးထားဆိုလို့ရှိရင်ဒါ summit inverter ပေါ့နော်တကောင်ဝဲပုံပြပေးထားတာဒီကအပြင်မှာထုတ်ပေးထားတဲ့ aircon ဆိုလို့ရှိရင်လည်းဒါတကောင်ရဲ့အောက်ကိုဒီမှာဆိုလို့ရှိရင် Indo site ကိုဒီတဲ့မြင်အောင်လို့ပြပေးထားပါတော့ gas အနေနဲ့ဆိုလို့ရှိရင်လည်း R32 ကပဲဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်တကောင်ဝဲဆိုလို့ရှိရင်18သိန်းဝန်းကျင်19သိန်းဝန်းကျင်မှာအသုံးပြုလို့ရတဲ့ aircon လေးပဲဖြစ်ပါတယ် Runny အနေနဲ့ဆိုလို့ရှိရင်လည်း official Runny လေးနှစ်ပါတယ်ပေါ့နော်ပထမနှစ်အတွင်းမှာဆိုလို့ရှိရင်ပြည်စည်းဖို့လက်ခအခမဲ့ဖြစ်ပြီးတော့ကျန်တဲ့နှစ်မှာဆိုလို့ရှိရင်ပေါ့နော်ပြည်စည်းဖို့ပေးရမယ်လက်ခအခမဲ့ဖြစ်ပါတယ်အခုအဲ့ဒါပြပေးခဲ့တဲ့ summit aircon လေးတွေကိုပေါ့နော်စိတ်ဝင်စားလို့ကိုယ်တိုင်ကိုကြလာရဝေအားပေးခြင်းတဲ့ customer ကြီးတွေဆိုလို့ရှိရင်ဒီလိုအားကဆိုင်လိမ့်စာအမှတ်4မြေဆောင်နှင်းစင်ရောလမ်းထိပ်တလူမှလမ်းမကြီး14ရက်ကွာတောင်းကလာပါမျိုးနေကအာကလက်ထက်နေပဲဖြစ်ပါတယ်ရှင်ဒီလိုပေါ့နော်ကိုကအချိန်များလို့ online နေပြီးတော့မှာယူဝေအားပေးခြင်းတဲ့ customer ကြီးတွေအတွက်ဆိုလို့ရှိရင်အဲ့ဒါအားကဆိုင်ရဲ့ပေါ့နော် Facebook ကနေဖြစ်စေ TikTok Messenger Viber ဖုန်းနံပါတ်တွေဖြစ်တဲ့0942108008နောက်တစ်ဖုန်းနံပါတ်တစ်လုံးအောင်ဆိုလို့ရှိရင်လည်း0942108010ကိုလည်းဆက်သွယ်မြင်ပြီးတော့ယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရပါတယ်ရှင်အချိန်မရွေးအချို့သာဆုံးစေကောင်းသောဝန်ဆောင်မှုနဲ့အားကလက်ထက်နေပါရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်